ကမ္ဘာလုံးဆိုင်ရာစွမ်းအင်အကျပ်အတည်းအတွက်တရုတ်နိုင်ငံကနှစ်ရှည်လများပြင်ဆင်လာခဲ့မှုတွေဟာယခုအချိန်မှာအရာထင်လာခဲ့ပြီလို့သိရပါတယ်။အခြားအာရှစီးပွားရေးနိုင်ငံများကစွမ်းအင်ခြေတာရန်ရုန်းကန်နေရတဲ့အချိန်မှာတရုတ်နိုင်ငံကရေနံနဲ့သဘာဝဓာတ်ငွေအမြောက်အများတူလောင်ထားရှိရုံနဲ့မကဘဲလေစွမ်းအင်နဲ့နေရောင်ခြည်စွမ်းအင်သုံးအစားထိုးအရင်းမြစ်တွေကိုပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။ရှင်ကျင်းပင်ကအခုလိုအကျပ်အတည်းမျိုးအတွက်နှစ်ပေါင်းများစွာကြိုတင်ပြင်ဆင်ခဲ့တယ်လို့သိရပါတယ်။2021ခုနှစ်တုန်းကတရုတ်နိုင်ငံရဲ့ကြီးမားလာတဲ့ရေနံမြေတစ်ခုကိုတွားရောက်စဉ်တရုတ်နိုင်ငံဟာမိမိတို့ရဲ့စွမ်းအင်ထောက်ပံ့မှုကိုမိမိတို့လက်ထဲတင်သာခိုင်ခိုင်မာမာစုပ်ကိုင်ထားရမယ်လို့သမ္မတရှီကျင်းပင်ကပြောခဲ့ပါတယ်။အီရန်နိုင်ငံပေါ်အမေရိကန်နဲ့အစ္စရေးတို့ရဲ့စစ်ပွဲကြောင့်ရှေ့လယ်ပိုင်းဒေသမှာနက်ရှိုင်းတဲ့ပြည်ပခါတွင်သို့ကြောက်သွားခဲ့ရပြီးကမ္ဘာကုန်သွယ်ရေးရဲ့အရေးပါဆုံးရေလမ်းကြောင်းတစ်ခုဖြစ်တဲ့အော်လမရေလက်ကြားဟာပိတ်လူနီးပါးဖြစ်ခဲ့ရပါတယ်။ဒေသတွင်းမှာရှိတဲ့အဓိကစွမ်းအင်အဆောက်အုံတွေကလည်းတိုက်ခိုက်ခံခဲ့ရပါတယ်။ဒီကြောင့်သွားလာမှုစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ကပ်လာရဲ့အဆိုအရသတင်းပတ်များအတွင်းရှေ့လယ်ပိုင်းမှာရေနံတင်ပို့မှု61%ထိကျဆင်းသွားတယ်လို့သိရပါတယ်။ဒီအခြေအနေဟာ2025ခုနှစ်အတွင်းရေနံစိမ်းတင်သွင်းမှုရဲ့59%ကိုအဆိုပါရေလမ်းကြောင်းကနေအမိပြုခဲ့ရတာဖြစ်ပါတယ်။အာရှနိုင်ငံများကိုအကြီးကျယ်ရိုက်ခတ်ခဲ့ပြီးစွမ်းအင်ခြေတာရေးအတွက်အပြိုင်ဆိုင်လှုပ်ဆောင်လာရပါတယ်။ကမ္ဘာဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံဟာအာရှတိုက်ရှိအခြားနိုင်ငံများအများစုနဲ့မတူဘဲကွဲပြားတဲ့အနေအထားမှာရှိနေတယ်လို့သိရပါတယ်။လွတ်လပ်တဲ့သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Oxford စွမ်းအင်လေ့လာရေးဌာနကတရုတ်စွမ်းအင်သုတေသနအကြီးအကဲမိုက်ကယ်မီရန်ကမကြသေးမီကထုတ်ဝေတဲ့စာတမ်းတစ်ခုမှာတရုတ်နိုင်ငံရဲ့စွမ်းအင်စနစ်ဟာကြီးမားတဲ့ရေနံနဲ့သဘာဝဓာတ်ငွေ LNG တူလောင်မှုများပါသည်လေနဲ့နေရောင်ခြည်စွမ်းအင်အစားထိုးစွမ်းအင်များအပါအဝင်ခိုင်မာတဲ့ပြည်တွင်းထုတ်လုပ်မှုများကိုတိတိကျကျကြားခံအကာအကွယ်ရှိနေတယ်လို့တင်ပြထားပါတယ်။ရေနံစိမ်းလိုအပ်ချက်ထက်ဝက်ခန့်ကိုအရှေ့လယ်ပိုင်းမှာတွင်သွင်းနေတဲ့တရုတ်နိုင်ငံဟာအာရှစီးပွားရေးနိုင်ငံများကဲ့သို့စိုးရိမ်ရတဲ့အနေအထားမျိုးမှာမရှိပါဘူး။တွင်သွင်းမှုပမာဏကမြင့်မားနေသေးပေမဲ့ဂျပန်အိန္ဒိယဒါမှမဟုတ်ကိုရီးယားတို့နဲ့နှိုင်းယှဉ်ရင်တော့အကန့်အသတ်နဲ့ပဲရှိပါသေးတယ်။မီရန်ရဲ့အဆိုအရဂျပန်နိုင်ငံဟာ၎င်းရဲ့ရေနံတွင်သွင်းမှု95%ကိုအရှေ့လယ်ပိုင်းဒေသရယူနေရတာဖြစ်ပါတယ်။အီရန်စစ်ပွဲဖြစ်ပွားနေတော့လဲအဓိကရေနံဝယ်ယူသူဖြစ်တဲ့တရုတ်နိုင်ငံကိုဆက်လက်တင်ပို့နေပါတယ်။ကပလာရဲ့ခန့်မှန်းချက်အရတရုတ်နိုင်ငံဟာအီရန်ကနေရေနံစိမ်းတင်သွင်းမှုကဖေဖော်ဝါရီလမှာတစ်နေ့ကို 1.5 သန်းရှိခဲ့ရမှာမတ်လမှာ 1.4 သန်းသို့အနည်းငယ်လျော့ကျသွားခဲ့ပါတယ်။အချိန်တည်းမှာပဲနိုင်ငံပိုင်ကုမ္ပဏီတွေရဲ့စီမံခန့်ခွဲမှုသည်တရုတ်သင်္ဘောများဟာပုံမကျပြန့်တဲ့ဒေသများကိုရေလမ်းကြောင်းမှတစ်ဆင့်ဖြတ်သန်းသွားလာနိုင်ရန်ကြိုးပမ်းနေကြပါတယ်။ကိုင်ချင်းရေနံတင်သင်္ဘောကြီးဟာအခုလအစောပိုင်းမှာဆော်ဒီရေနံစိမ်းများတင်ဆောင်ပြီးပင်လယ်နီဆိပ်ကမ်းတစ်ခုကိုလမ်းကြောင်းပြောင်းလဲမောင်းနှင်ခဲ့တယ်လို့တရုတ်သတင်းဌာနတွေကနေဖော်ပြပါတယ်။ပေကျင်းအနေနဲ့ပြည်ပစွမ်းအင်ဖြတ်တောက်မှုနဲ့ရင်ဆိုင်ရရင်ကြီးမားတဲ့ရိုက်ခတ်မှုများကိုလျှော့ချနိုင်ရန်အတွက်ထူးခြားတဲ့စွမ်းအင်တူလောင်မှုအမြောက်များကိုတိတိကျကျစုဆောင်းထားခဲ့တယ်လို့သိရပါတယ်။တရုတ်ဆိုရဟာ၎င်းရဲ့ရေနံတူလောင်မှုပမာဏကိုထုတ်ဖော်ပြောဆိုခြင်းမရှိဘဲခန့်မှန်းချက်များလည်းအမျိုးမျိုးကွဲပြားနေပါတယ်။ကိုလံဘီယာတက္ကသိုလ်ရဲ့ကမ္ဘာလုံးဆိုင်ရာစွမ်းအင်မူဝါဒစင်တာ Center of Global Energy Policy ရဲ့ခန့်မှန်းချက်အရတရုတ်နိုင်ငံဟာရေနံစီပေါင်း1.4 ဘီလီယံခန့်ရှိတဲ့ကြီးမားလာတဲ့ရေနံတူလောင်မှုကြီးကိုတူလောင်ထားတယ်လို့သိရပါတယ်။စစ်ပွဲစတင်ပြီးနောက်ပေကျင်းဟာ၎င်းရဲ့ကိုယ်ပိုင်ရေနံချက်စက်ရုံတွေကနေပြည်ပကိုတင်ပို့မှုရပ်ဆိုင်းရန်ညွှန်ကြားခဲ့ပါတယ်။တရုတ်ဆိုရဟာရုပ်ကျွင်းလောင်စာများပေါ်စီးပွားရေးအရမှီခိုနေရမှုကိုလျှော့ချရန်ကြိုးပမ်းခဲ့ပါတယ်။ယူဆိုင်ရာစွမ်းအင်အေဂျင်စီ IEA ရဲ့ဆိုရတရုတ်နိုင်ငံအတွင်းနှစ်စဉ်ရောင်းချနေတဲ့လျှက်စစ်နဲ့ hybrid မော်တော်ယာဉ်အရေအတွက်ဟာကမ္ဘာကျန်ရှိတဲ့နိုင်ငံများအားလုံးနဲ့စုပေါင်းတာတဲ့ပုံမှုများပြားတယ်လို့သိရပါတယ်။မကြသေးမီနှစ်များအတွင်းပြန်လည်ဖွံ့ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုများကိုလည်းအရှိန်အဟုန်မြင့်တိုးချဲ့ခဲ့ရာရုပ်ကျွင်းလောင်စာပေါ်မှီခိုမှုကိုလျော့နည်းစေခဲ့ပါတယ်။စွမ်းအင်သုတေသနအဖွဲ့အမ်ဘာရဲ့ခန့်မှန်းချက်အရ2024ခုနှစ်အတွင်းမှာတရုတ်နိုင်ငံရဲ့လျှက်စစ်ထုတ်လုပ်မှု31%ခန့်ကိုလေစွမ်းအင်နဲ့နေရောင်ခြည်စွမ်းအင်တို့ကနေထုတ်လုပ်ခဲ့ပါတယ်။အကျက်တဲဟာကြာရှည်လေပုံမှုရှုပ်ထွေးပြီးနာကျင်စရာကောင်းလေဖြစ်လာတဲ့အတွက်မြည်နိုင်ငံမှာကင်းလွတ်နိုင်မှာမဟုတ်ပါဘူး။မိုင်ဒန်ရဲ့ဆိုရစွမ်းအင်တူလောင်မှုများကိုထုတ်လုပ်သုံးစွဲရမှာပြောသလောက်မလွယ်ကူကြောင်းနဲ့တရုတ်နိုင်ငံရဲ့မဟာဗျူဟာမြောက်ရေနံတူလောင်မှု SPR ရန်ရာကိုအချိန်သာဆန်းသက်ခဲ့မှုကြောင့်သိရပါတယ်။နောက်ထပ်
ပုံမကြီးမားတဲ့ SPR ထုတ်ယူသုံးစွဲမှုကမဖြစ်နိုင်တော့တာတော့မဟုတ်ပါဘူးဒါပေမဲ့လည်းရေရှည်ထောက်ပံ့မှုပြတ်တောက်တာနဲ့ဈေးနှုန်းတွေအဆမတန်မြင့်တက်လာတာမျိုးလိုအပ်ပါလိမ့်မယ်လို့၎င်းကဆိုပါတယ်အီရန်ရေနံစိမ်းကိုအဓိကတင်သွင်းနေတဲ့တရုတ်နိုင်ငံဟာလွတ်လပ်တဲ့ရေနံချက်စက်ရုံများကဒီရုရှားနိုင်ငံဘက်ကိုလှည့်နေကြတော့လဲထိခိုက်အလွယ်ဆုံးအနေအထားမှာရှိနေပါတယ် LNG ကိုမှီခိုနေရတဲ့စက်မှုနဲ့ဓာတုဗေဒကဏ္ဍများကိုလည်းဈေးနှုန်းမြင့်တက်မှုနဲ့ထောက်ပံ့မှုလိုအပ်ချက်များရှိလာနိုင်တဲ့အတွက်အဲ့ဒီအလားအလာများကိုရင်ဆိုင်ရန်အသင့်အနေအထားရှိနေပါတယ်ခဏတာပြတ်တောက်မှုကိုကန့်ကွက်နိုင်ပေမဲ့ရေရှည်ပြတ်တောက်နိုင်တဲ့အလားအလာနဲ့ဆက်ဆက်နေတဲ့ဈေးနှုန်းမြင့်တက်မှုတွေကတော့ပေကျင်းအတွက်သတိပေးခေါင်းလောင်းတဲ့ညီလာစေမယ်လို့မိုင်တန်ကသတိပေးထားပါတယ်တရုတ်နိုင်ငံဟာအီရန်ပေါ်အမေရိကန်အစ္စရေးတို့ရဲ့စစ်ပွဲကြောင့်ပေါ်ပေါက်လာတဲ့စီးပွားရေးအန္တရာယ်များကိုကျော်လွှားနိုင်ရန်အခြားနိုင်ငံများထက်ပိုမိုကောင်းမွန်တဲ့အနေအထားမှာရှိနေပါတယ်ချင်းချင်းပင်ရဲ့မျှော်မှန်းချက်ကရှိနေလင့်ကစား၎င်းရဲ့စွမ်းရည်ထောက်ပံ့မှုမှာတစ်ခုလုံးအတိုင်းအတာဖြင့်မိမိလက်ထဲတွင်သာရှိနေမယ်တော့မဟုတ်ပါဘူးအကယ်၍ရဲစရဘက်များမှသည်လာပေါင်းများစွာအထိကြာမြင့်ခဲ့ပြီးကမ္ဘာလုံးဆိုင်ရာစွမ်းရည်ဈေးကွက်ဟာဆက်လက်ရိုင်းနေနေမယ်ဆိုပါကကမ္ဘာကျန်နိုင်ငံများနည်းတူတရုတ်နိုင်ငံလည်းကြံ့ကြံ့ခံနိုင်ရည်ရှိမှာမဟုတ်တော့ပဲအစမ်းသက်ခံကာလတွေဖြစ်လာတော့မယ်လို့တင်ပြလိုက်ရ